today ကတော့ unboxing ဒီဖြစ်ပါတယ်ဒီ Prada လေးပေါ့နော်ဒီအတစ်တစ်ချောင်းထက်ရောက်လာတယ်ပေါ့နော် P157 ဆိုတဲ့ကလာလေးပါ Prada လေးထက်ရောက်လာပါတယ်အရောင်လေးတစ်ချက်ကြည့်မယ်နော်Prada တော့လုံးဝဝါပြင်မှာတော့လုံးဝမိုက်တယ်ဗောနော်ဒီ P58 နဲ့ဘာကွာလဲတစ်ချက်ကြည့်မယ်ဗောနော် P58 ကတော့ဟိုတလောကဝယ်ထားတဲ့အရောင်လေးပါ P58 က a literally daily ဘက်ကိုသွားပြီးတော့ P157 ကတော့ the bright pink ဘက်ကိုသွားမယ်ပေါ့နော်မြင်ရလားမသိဘူးနော်တခြားလေးရှင်းပြချင်လို့ပေါ့နော်ဒီဘက်က P58 Tamarisk ဆိုတဲ့အရောင်ဖြစ်ပြီးတော့ဒီဘက်ကကျတော့ P157သူကဘာလဲဆိုတော့ P157 ကပူဝါပရီဆိုတဲ့အရောင်လေးပေါ့နော်ဒါပူဝါပရီဆိုတဲ့အရောင်လေးဖြစ်ပါတယ်နှစ်ရောင်လုံးကအရင်လှတယ်နှစ်ရောင်လုံးကလေဘယ်ဟာအစ်စ်လဲတော့မသိတော့ထားလိုက်တော့ဒါ P58 ပါ P157 လေးကအရင်လှပါတယ် P157 ကကြတော့သူကတော့နည်းနည်းလေး bright pink ဘက်ကိုသွားတယ်ပေါ့နော် P157 နောက် P157 က soft matte ဖြစ်ပြီးတော့ P58 ကတော့ hyper matte ဖြစ်ပါတယ် hyper matte P58 ကတရွှေရောင်လေးနဲ့နော်ဒီ hyper matte ကဒါကကြတော့ P157 ကကြတော့သူကငွေရောင်လေးနဲ့ပါအားလုံးကျေးဇူးတင်ပါတယ်